အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ LNT ပါကျွန်တော်ဒီနေ့မှာတော့ breaking 1ကိုကျွန်တော်ရဲ့တငယ်ချင်းဖြစ်တဲ့ကောင်းခန့်နဲ့ဆွတ်သွားပါပဲဖြစ်ပါတယ်ကဲရောင်သားကြီးသွားမြင်မြင်အေးလာသွားမယ်ကဲကျွန်တော်ကားပေါ်တော့စတက်ပါပြီ let's go တဲ့ okay တေကျွန်တော်ကမှအရှိရကလေး3ယောက်ဖွဲ့ကျွန်တော်လူကြီးတက်ဖွဲ့အရှိရကလေးတက်ဖွဲ့ဟုတ်ကလေးလူမိုက်ဒီဟိုရှိရဒါတော့ကျွန်တော်တို့ကလူကြီးကဲဒါတော့ကျွန်တော်တို့ထွက်တဲ့ကားကြီးပဲဖြစ်ပါတယ်ဒီကားကြီးထဲမှာကျွန်တော်တို့ကလေးရောလူကြီးရောနဲ့အကုန်လုံးပါပါလေခုနကကျွန်တော်တို့ထွက်တဲ့ကားပါကျွန်တော်တို့ဘာလုပ်ဖို့လဲတော့မသိဘူးဒီမှာတုတ်တစ်ချောင်းပေးထားကျွန်တော်အမဂိမ်းထဲကိုစရောက်သွားပါပြီဟူးမိုက်တယ်ဟာမကြည့်ဥမာအိမ်ထဲမှာကျွန်တော်ဘာလဲမသိအော်မှာဆိုရင်အဲ့အရှောက်ဖွင့်ချင်ပါရှိမလဲလို့ဒီမှာပန်းသီးတစ်လုံးတော့ကျွန်တော်တွေ့ခုလိုက်ဖွင့်โอเคကျွန်တော်နောက်ထပ်အော်မှာတစ်ခုရှိတယ်အဲ့ဒါဖွင့်โอเคပတ်စံတွေ့ရဟန်ကိုကီးပါထပ်တွေ့ရကောင်းတယ်ခင်ဗျာဖွင့်တာရှိသေးတာမသိဘူးထပ်ဖွင့်အေးရှိတော့ပါမှာနောက်ထပ်ပေါ်ရက်ကိုကျွန်တော်သွားကြည့်မယ်ဟောပေါ်ရက်မောင်မယ်ချွေတပူယူလိုက်မယ်ဟုတ်ပြီကျွန်တော်ချွေလေးတက်တောက်လိုက်အောင်မယ်မိုက်တယ်ရတာတော့ကောင်းတယ်နော်ချွေရโอเคကျွန်တော်ဟိုဒီမှာနောက်ခုရှိသေးတယ်နောက်ထပ်ဖွင့်မယ်အိုးဒီမှာပတ်စံယူလေးခွာငါကောင်းတယ်အေးရပြီโอเคဖွင့်နေမရှိဘူးထပ်သွားရှာမယ်တော့ဒီမှာပန်းရောင်ခံနေပါလားလိုက်ရှာမယ်โอเคဟာပါမှလည်းမရှိကောင်းတာโอเคကျွန်တော်ဒီဝါးလေးလည်းထပ်ရှာမယ်မရှိဘူးဒီဘက်ထဲရောပန်းတီးတစ်လုံးရှိရယ်โอเคကျွန်တော်မကျွန်တော်တကယ်ချင်းနဲ့တွေးဆုံခဲ့ပါတယ်ဒီမှာကျွန်တော်နောက်ထပ်အစိမ်းအောင်ခံနေရှိသေးတယ်ကူကီတစ်ခုထပ်တွေ့တယ်ရှာရဲမတွေ့ပါဘူးโอเคမတွေ့ဘူးနောက်ထပ်ရောမတွေ့ဘူးဒီဘက်မှာလည်းတခန်းတော့ရှိသေးတယ်ဒီမှာဒါတော့အိမ်သားခန်းဒီမှာအိမ်သားရှိမယ်ရေချိုးကန်ရှိမယ်နောက်ထပ်ကျွန်တော်ထပ်သွားမယ်ဘယ်သွားမလဲတော့ကျွန်တော်မသိဘူးဒီမှာတုံးနဲ့ရိုက်လို့ရတယ်မိုက်တယ်နော်ဒီမှာတုံးနဲ့ရိုက်လို့ရတယ်โอเคကျွန်တော်သွားမယ်အောက်ကိုတန်လာဒါလေးရှာပြီးသွားပြီကျွန်တော်ဒါပြီးဖို့ကြောင်းဟာဒါစပွဲကုန်ထိုင်းတဲ့ဟာပဲရှိတယ်โอเคကျွန်တော်အပြင်းလို့ထွက်ရရတယ်ကျွန်တော်ဒါအပြင်တော့ထွက်လိုက်ပြီပြန်ဝင်မယ်အိုးရတပါကြီးလေအဲ့ဒါဘာလောက်ရမှာကုန်းတမရှာပြီးဖွင့်ရမှာအဲ့ဒါလိမ့်ရမှာကျွန်တော်သိရမသိပြရတာโอเคကျွန်တော်ဒါလူရဲ့ကုန်းလုံးဒီရောက်လာဒီစပွဲပေါ်မှာညစာရောက်နေပဲမှာညစာလာပို့မယ်ထင်တယ်ငါထင်တော့โอเคကျွန်တော်စောင်းရမယ်ထင်တယ်အဲ့ဒီလူလေညစာလာပို့မဲ့သူဆိုတကားခေါင်နေကျွန်တော်တို့โอเคတကားခေါင်နေပြီโอเคဘယ်သူလဲမသိဖွင့်လိုက်ဒီပဲပီဇာလာပို့တာပဲကျွန်တော်တို့ဒီဟင်းကမှာထားတဲ့ပီဇာလေးလာပို့တာပါဗျာပီဇာလာပို့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဘရိုရေโอเคကျွန်တော်လည်းဘိုက်စာနဲ့လည်းတော့ပဲโอเคဒီမှာကျွန်တော်ပီဇာရောက်ပါပြီပီဇာကြီးယူလိုက်ဒီမှာပီဇာကြီးမိုက်တယ်စားလိုက်ရညောင်းကုန်းဝိုက်ဟာညမ်းလိုက်လားကုန်းတယ်လေကျွန်တော်တွေးတော့တက်လာရဲ့ဗျမိုက်တယ်ကျွန်တော်ဒီမဲ့ဒီမဲ့ဘာလေးမသိဘူးမဲ့ TV ကြီးနဲ့ဒီမဲ့စက္ကန့်ကြီးပါစောင်းခိုင်းနေကျွန်တော်တို့โอเคโอเคမီးပြတ်သွားပြီ EBC မီးပြတ်သွားပြီကျွန်တော်ဘာဖြစ်လဲသွားကြည့်လိုက်အောင်မယ်ဘာမှလည်းမရှိပြန်ဝင်ကျွန်တော်ဒီခန်းတစ်ခန်းပဲလင်းတော့တယ်ဗျကဲကျွန်တော်ဘယ်လိုလဲဒီမှာထိုင်လိုက်ရဒီမှာ short ငယ်ချင်းတူထိုင်မယ်ဒီမှာထိုင်လို့ရတယ်ဆိုတော့
ဟို6စက္ကန့်5စက္ကန့်ဘာလဲမသိဘူးဗျလာတော့မယ် TV ကနေလာမလားမသိကျွန်တော်တင်တာ Okay အော်ဒီမဲ့ဗီဒီယိုတစ်ပုတ်ပါလား This is not a drill. I repeat, this is not a ဟဲ့ drill. အဘာကောင်းနေတယ် The purge has အဲ့ begun. ဒါဘာကောင်းနေလဲ Are on the loose and should be avoided. Do not engage them. ဗီလိန်နေတယ်က oh shit Gains are being invaded and အဲ့ဒီကောင်းနဲ့ပါလေ This is not a drill. အိမ်တွေကိုဖောက်ထွင်းပြီးဝင်နေကောင်းလိုက်ကောင်းနဲ့ဟောပေါ်ကပါလေမသိပေါ်ကောင်ပါလေမသိအေးကျွန်တော်တော့ကြည့်ပေါ်ကောင်ပါလေမသိမအဲ့ကောင်ပါလေမသိ scary larry တဲ့အကောင်နာမည်ကတော့ဟိုကလည်းပါပြောနေငါ့ကိုလာတဲ့ဘယ်ကိုလာရမလဲအပေါ်လာမသိအကောင်အပေါ်တော့တက်သွားပဲကျွန်တော်ဒီအဲ့ဒါပြရောင်ခံကျွန်တော်အဲ့ရမယ်ခံစိမ်းရောင်ခံဗျဟုတ်ပြီကျွန်တော်နာမည်နဲ့ဗျအဲ့ဂျူးခိုက်157ဒီကျွန်တော်စိမ်းရောင်ခံမှာအဲ့လိုက်ရဟဲ့အဲ့ရင်လေသွေးတက်တယ်နည်းနည်းโอเคကျွန်တော်အဲ့လိုက်ရအောင် few ဟာလိုက်ရနာဖားကောင်းနေတော့ဟာဟောရဲဟိုမျက်နှာဖုံးနေတဲ့ကောင်းနေမနာခဏရလေဟိုရိုက်အဲ့ကောင်းနေရိုက်အေးဟုတ်ပြီအဲ့ကောင်းနေရိုက်ရအဲ့ဒါကြောင့်ကျွန်တော်ဒုတ်ပေးထားတာကိုအဲ့ကောင်းနေရိုက်ဖို့အတွက်ဟုတ်ပြီကျွန်တော်နှစ်ယောက်သားတော့ fight ပြီးသွားပြီမိုက်တယ်ဒီတော့ okay အဲ့ကောင်းနေတက်တဲ့ပတ်စံရပြအဲ့ကောင်လေးပဲ like တယ်ပတ်စံများများရပတ်စံနေနဲ့ပါလို့ရတယ်ကျွန်တော်လည်းဘာမှမသိသေးဘူးဟိုးဟာဟုတ်တယ်စိမ်းအောင်ခံရဒီမဲ့ဝင်သွားကြည့်လိုက်ပဲပရင်းပေါက်တွေကွယ်တယ်အပြင်မကလည်းကြည့်လိုက်ကစားကွင်းလို့ပါလို့လည်းရှိပြာရောင်ခံလဲဟိုဖြစ်တယ်ပြာရောင်ခံ survival လုပ်နေဒီပြာကွန်ပျူတာပါလည်းမသိ okay အဲ့ပါကျောင်းသူကစကန်20အတွင်းနဲ့အဲ့လိုမီးလုံးတွေလိုက်ရှာမယ်အဲ့ဘယ်မှာကျွန်တော်မတွေ့ဘူးဟိုမှာတစ်ခုတွေ့ပြီနောက်တစ်ခါဘယ်မှာတော့ဟာဟဲ့လောက်ကြပါအောင်နောက်တော့မတွေ့အောင်လောက်ကြအောင်ဘယ်နေရာမှာလဲလူဟိုဟာတွေကဟိုမှာတစ်ခုတွေ့ပြီနောက်တော့ဘယ်မှာလဲငါမတွေ့တော့လောက်ကြအောင်သွားပြီဘာကြီးတော့အဲ့ကောင်ရဲ့လောက်ပြန်ပြီးမလေးဟဲ့သွေးရှဲရော့သွားတာဟာဟိုရှစ်အဲ့ဒါနေမြေပါဖြစ်မှတယ်တော့ကျွန်တော်လည်းမသိအိုးသွေးရောရှဲရော့ဘာမှန်းမသိသွေးရောရှဲရော့โอเคအောက်ကိုသွားရအော်နားတယ်သွားစရာမလိုသူကိုယ်တိုင်ပို့ပြီးတော့မှโอเคအိုးရောက်ဟဲ့လူတွေနေသွားတယ်လို့ပဲစားတယ်ဘယ်ရောက်ကုန်လားလူတွေဒီကောင်မှပီဇာ3ခုရှိအဲ့ပီဇာရဲ့ဘာကြိုင်သေးမှလားဘာကြီးရောဒါကြီးလည်းတော့မသိဘူးကျွန်တော်ဟိုချားသူရတည်ရတဲ့နာမည်ထိုင်းနေကြကျွန်တော်လည်းထိုင်လာအောင်မယ်ဒီမှာတော့ထိုင်လိုက်မယ်ကျွန်တော်ဒီဟိုကအားလုံးနေမှာမသိဒီတော့ထိုင်လိုက်ပြန်ဟိုကလည်းထိုင်ပြီကဲအဲ့ပီဇာရဲ့ဘာကြီးလဲတော့ကျွန်တော်လည်းမသိကျွန်တော်မကြပါသေးတယ်ကြာရင်သေမဲပုံထင်နေငါတင်တော့ငါကြလားအေးမလုပ်နဲ့တော့ရငါသေပါမယ်နော်ရဟောမသေဘူးသူပီဇာရတာကျေးဇူးပဲကွာပီဇာရတာမိုက်သေတော့မချောက်ဘူးကွာဟာဒီပေါင်းဒီပရိမကလင်းထိန်နေပဲဟာရရှေ့မှာဘာကားကြီးလဲ breaking လူရဲ့ကားထင်တာပဲအဲ့ဒါကျွန်တော်တို့ပုံမြင်တက်အဲ့ကောင်မြင်တော့သွားပြီကျွန်တော်တို့မြင်တက်ဒီတော့ကိုတူပဲအဲ့ရဝင်ချင်းရပါပြီခင်ဗျာအဲ့ရဟုတ်ရှိပါဒါကျွန်တော်ရဲ့စိမ်းရောက်အဲ့ရပဲမြင်တယ်နော်ကျွန်တော်ဒီမှာအဲ့ပဲဟုတ်ကလေးကခုံနေကလေးတွေကပါတယ်အဲ့ကလေးဆိုအိမ်မှာပြင်အိမ်တော့ငါ့နင်းပေးနေတာကလေးဆို
ဟာလောက်ပြန်ပြီဒီကောင်နဲ့ရောက်လာတယ်ပြီဟာရိုက်ပဲလာတော့ဟာချဝိုင်းချဒီဒါပဲပတ်စံရပြီကျွန်တော်နောက်ထပ်ပတ်စံရပါပြီယေးဟိုးကျွန်တော်အပြင်တော့ထပ်ထွက်မယ်โอเคဟောကျွန်တော်ဒီနေ့မှာတော့အမှားမတွေ့ပါလိုက်ရှိတယ်ကျွန်တော်လည်းမသိဟိုက် hey ကျွန်တော်ဘာမှလည်းမတွေ့သလိုခုဟာဘယ်သူလည်းမသိကြည့်ရမှာပဒင်းပေါက်ကြီးဟိုကဖြစ်နေကွဲနေဟိုအဲ့ဒါဆိုရင်ဘာဖြစ်တာဒီတကားကြီးရတယ်ပွင့်နေအဲ့ဒီကကျွန်တော်ဆက်စားကြည့်မပွင့်ဘူးမလားအိုးခြေတိုင်းကြားတယ်ဘာလို့ခွစ်ပုံးရမှာပုံးလေဘာခေါ်ကြီးမလို့ပုံးခိုင်းနေငါတို့ဒီchútပုံးတော့ပုံးပြီးတော့အဲ့ဘာဖြစ်မလဲမသိအိုးဟဲ့ဒါ Scaly Relay Remote လားအဲ့ကောင်တင်နေဟိုးတွေ့ရမတွေ့သေးဘူးဟိုရှေ့ပြုံးနေကျွန်တော်ပြောရမလားဟီတယောက်လည်းရှော့ပါဟောစကယ်တီးတယ်ဒီရှေ့သွားတာကိုပုံးလို့ပြောတာပါကွာအေးပါကွာမင်းလည်းပြုံးဆိုငါဟီလို့ပြုံးမိရမှာလားလို့ဟိုဆဲရလန့်ပြောတယ်ငါ့ကိုသူကဟိုနောက်မှာပုံးတယ်ငါတို့ဒီထဲမှာပုံးမြင်သွားဘယ်သွားမလဲခုနကတော့ပွင့်နေထားတယ်ရောက်သွားโอเคကျွန်တော်အကုန်လုံးတော့ရောက်ပြီဒီမှာမိုက်တယ်ဒီလိုလက်နဲ့ကြီးကျွန်တော်ကောက်ချင်တယ်ကောက်လို့လည်းမရဘူးကောက်ချင်တယ်မိုက်တယ်ဒီလက်နဲ့ကြီးမိုက်တယ်ပန်းဒီတစ်လုံးထပ်တွေ့တယ်ပတ်စံနဲ့တွေ့တယ်ရှေ့ပါယူမယ်ဟိုမှာလည်းပန်းဒီတစ်လုံးโอเคရှောက်ရှာမယ်ဟာဒီလိုလန်လို့ရတယ်ဆိုတော့ရှာစရာတစ်ခုရှိအောင်ပါကွာโอเคဘာရှိမလဲမသိဘာမှလည်းမရှိဟိုးအဲ့ကောင်နေဘယ်လိုဝင်လာတာလဲခုနကတော့မတွေ့ပါဘူးဒီမှာပတ်စံရပြီကျွန်တော်ထပ်ပြီးတော့ကလေးတွေကပါလက်နက်တွေပါလိုက်တာကျွန်တော်လိုချင်တဲ့ခုနလက်နက်ကြီးပါလားအဲ့ဒါသူတို့ကောက်လို့ရပါ යි ထင်တယ်โอเคခုနကတော့တယောက်ဝင်လာတာပဲကျွန်တော်တဲ့ဟိုမှာနောက်တစ်ယောက်ထပ်ဝင်လာရိုက်အဲ့ကောင်ရိုက်အညာမပေးနဲ့ရိုက်ချအေးရောက်ပြီးပတ်စံရပြီအဲ့ကောင်နေတော်တော်ဆိုးရဲ့ကောင်နေအညာမပေးနဲ့ချပါချโอเคဟိုမှာချထပ်လာပြီချဟေးရပြီပတ်စံနေတယ်ရပြီဟို100တောင်ရှိပါပြီပတ်စံဒီပန်းသီးလေးစားမယ်ကျွန်တော်သွေးနည်းနည်းလျှော့လို့ချအဲ့ကောင်ညာမပေးနဲ့ရိုက်ရှယ်ရိုက်ဟိုရိုက်စမ်းအဲ့ကောင်ရိုက်စမ်းရှယ်ရိုက်အညာမပေးနဲ့ရှယ်ရိုက်โอเคချကျွန်အလေးထိုင်ဟိုမှာတော့ကလောက်ကြီးပါကြီးလည်းမသိတော့ခတ်လိုက်ပြီတကားငါတို့ခုနတော့ခတ်ဖို့မေ့သွားတာတကားအဲ့အကြောင်းဟိုမှာဝပတ်ပြေးနေရဟဲ့မပြေးနဲ့လေကွာပြေးနေလေကွာဟိုကတကယ်အပြေးချန်ပီယံပဲโอเคကျွန်တော်တက်ပြီးသွားပြီ120အောင်ရပါတစ်စက်ကောင်းလိုက်ရရောက်ပြီထင်တယ်ကျွန်တော်ထင်တော့ကျွန်တော်4ယောက်ပဲကျန်တော့တယ်ဟာနောက်ဆုံးဒါအိတ်ရာတွေလာပါကြီးလေအိတ်လို့လည်းမရဘူးကွာဘာမှမသိအိတ်လို့လည်းမရဘူး
အဲ့လိုမရပဲပါတို့လာထားနေမှမသိဘူးကွာစိတ်ညစ်အဲ့လိုလည်းမရရှောက်သွားအောင်ပဲကွာအဲ့ရှိလို့မလဲလိုက်ရှာတာပဲအေးဒါတပိုက်လေအေးဒါပိုက်လေအေး3826အဲ့ဒါဘာလဲမသိကျန်တဲ့သူတွေအဲ့ကောင်ရငါအဲ့တော့အဲ့လိုမရပါဘူးသူတို့ဘယ်လိုလုပ်အဲ့လိုရပါညကြည့်လိုက်သူတို့3ယောက်သားဟိုအဲ့ဒီကြငါကင်းဆောင်နေရကြာနေရပဲကွာမသိရကင်းဆောင်နေရကြာနေရပဲနောက်တစ်နေ့ရောက်ပြီအိုးအဲ့သူတို့လည်းနိုးပြီကျွန်တော်လိုင်းဖြစ်တာလားမသိခဲ့ဘာမှဖြစ်ပါဘူးရပါတယ် Hey wake up bro wake up Hey wake up ကျွန်တော်အပြင်ထွက်မယ်ထပ်ပြီးတော့အပြင်ထွက်လို့ရပါပြီကျွန်တော်ဟိုရှိရဘာဆိုင်လဲဘာလားအိမ်လားပါလားမသိကျွန်တော်အဲ့ကိုသွားကြည့်မယ်ဗျာခုနကမသွားရသေးဘူးကျွန်တော် Okay ဟူခုံရပြီခုံဒီမှာအော်ဒီမဲ့ဝယ်လို့ရတယ်ဒီမဲ့ပတ်စံနေအဲ့ဒါကြောင့်မလို့ကျွန်တော်ပတ်စံပေးထားတာဒီမဲ့အာလူကျော်တစ်ထုပ်ဝယ်လိုက်မယ်ကျွန်တော်ဒါလေးတစ်ခုဝယ်လိုက်မယ်ကျွန်တော်သွေးဖြည့်ပေးရဟာထင်တာပဲကျွန်တော်ထင်တာပဲအဲ့ဒါတော့ Okay ကျွန်တော်သွေးဖြည့်ပေးလိုက်မယ်ပြလိုက်ပြီးတော့ကောင်းတယ်အဆင်ပြေတယောက်တော့သွေးဖြည့်ပေးလိုက်ပြီအဲ့တော့ကျွန်တော်တကယ်ချင်းပဲဖြစ်ပါတယ်နောက်တစ်ယောက်ကိုလည်းကျွန်တော်သွေးဖြည့်ပေးလိုက်ပြီကောင်မလေးတစ်ယောက်ပေါ့ကွာအဲ့ကလေးမလေးတစ်ယောက်ကိုတော့ဖြည့်ပေးလိုက်ပြီနောက်ထပ်ကျွန်တော်လည်းပြန်ဖြည့်ပြီးသွားတာသူကဂျေစုတင်ပါတယ်ကျွန်တော်လည်းသွေးမရှိရတဲ့အတော့ပဲ Okay ခုံဟောချော်လေးနေဟုတ်ကွာခုံ Okay ဟိုဝေးတယ်ဟာတော့ဒီရေခဲတုံးနေပါရောဟိုကောင်မလေးယူသွားပြီရေခဲတုံးတော့ဟဲဘာလို့အမရေခဲတုံးတဲ့ Okay ကျွန်တော်တီထက်ပြန်ဝင်မယ်ကွာဘာမှလုံးစရာမရှိအတူတူနဲ့တီထဲပဲပြန်ဝင်မယ်နေဟိုကပါကြီးလေအဲ့ဒါလေးယူလာမှာကျွန်တော်ဟိုဒါဘာဖိုင်းလဲမသိဘူးကျွန်တော်သွေးရောရင်တော့ကျွန်တော်စားပြီးရဘယ်လောက်ကောင်းမလဲတော့မသိဘူး Okay သွားမယ်ရှောက်သွားမယ်ဟိုကတော့ကျွန်တော်တကယ်ကြီးမဖြစ်ပါဘူးဟာဒါပါကြီးလေဟာဒါပါကြီးလေ what ဒါပါကြီးလေဓမြောင်းပေါက်ကြီးလို့ပါလို့နဲ့ဘာကြီးလဲတော့မသိဘူးကျွန်တော် Okay လာဟာရှေ့ကဘာကြီးလုံးဟာအဲ့ဘာကောင်းလို့သူ့ရေခဲကျွေးရမယ်တဲ့အဲ့ဒါဆိုဟိုခုနကရေခဲတော့ညသူ့ကျွေးရမှာပေါ့ကျွန်တော်အိမ်ထဲတော့ပြန်ရောက်ပြီတခါလည်းပိတ်ပါ Okay Yeah Okay ကျွန်တော်ဒီမဲ့ထပ်ပြီးရှိသေးတယ်ပီဇာလာပို့ပြန်ပြီနောက်ထပ် Okay ဟဲပီဇာလေးစားကြတာပေါ့ဘယ်သူမှလည်းတော့မရှိသေးဘူး Okay ဒီမဲ့ဒါကျွန်တော်ခုနကတော့နေရမယ်683နေတယ်မဟုတ်ဘူးလေကျွန်တော်မေ့ပါခါကြီးလဲတော့ကျွန်တော်မသိရသိရင်ကောမန့်မှာဖြေခဲ့ကြအောင်ကျွန်တော်မေ့သွားပြီဒီမဲ့ပီဇာလာပို့ပြီးနောက်ဆုံးတော့ကျွန်တော်သွေးဟောဖြစ်တာနဲ့တော့ပဲပီဇာလေးတော့ထပ်ရလိုက်ကောင်းပြီရှယ်ရ
Hey, what the hell? အဲ့ဘာကြီးလဲအဲ့မျက်နှာပုံးနဲ့ဟို break it တက်ပွဲဟာကြီးမလားလို့အဲ့ကော Oh no အဲ့ကောဟာငါတို့စီပါလာလောက်တာတော့လို့လာချတော့အိုးဘာလဲဘာကွက်တွေထုတ်တုံးတာအေးရှေ့ဘယ်လိုရဘာချမှာလဲကောအိုးရန်နေအိုးချဒဲမီကိတ်တဲ့ဟာထိရဒဲမီရှယ်ထိရโอเคရန်နေဟုတ်မူပါမူရဲ့ချိန်ကျွန်တော်ကြားရမယ်ထင်တယ်ရောရသွားချဝိုင်းချဟိုရန်တော့ထိရဒဲမီဟုတ်တယ်ချရဟာအဲ့ဒီမှာတွေမူးနေโอเคချဝိုင်းချပေါ်တက်ဒီနေရာမှာနေဟာဖရဝိုင်းတော့ဟာโอ้โอเคမရိုက်အဲ့လိုချိန်နေမှာရိုက်ကောင်းဆုံးကြီးပဲရိုက်โอเคဟိုရမ်းမြန်ရှယ်ရမ်းနေโอเคပြန်ရမ်းနေဒါဆိုကျွန်တော်တေးသွားပြီအဲ့ကောင်ရဒါတော့ပူပေါင်းဆောင်ရွက်ခြင်းအောင်မြင်သွားပြီပီဇာလေးယူမယ်ခုနကဟိုလူကြီးလာပွဲပီဇာကုပ်ကြော်တော်ရဲကိုတူပတ်တဲ့အဲ့ရဝင်တော့โอเคအဲ့မနှက်ဖြန်ဆိုရဲ့ဒီအိမ်ကနေပြီးတော့ငါတို့ထွက်ရတော့မယ်တဲ့အိုးအဲ့ဆိုငါတို့ဘယ်သွားမှာထွက်ပြေးရတော့မှာလေငါတို့ဒီအိမ်ကနေအကုန်နဲ့အကုန်တိကုန်လို့ထင်တာပဲငါထင်တော့โอเคထပ်သွားမယ်ကျွန်တော်ဒီရဲ့အစိမ်းရောက်အိမ်ရမှာကျွန်တော်မြင်တဲ့အိမ်ပဲကျွန်တော်တကယ်ကြည့်မလားသေးဘူးကွာအဲ့ကောင်သူမရှိလဲမလာသေးလာပြီကွက်တီပဲထပ်ပြီးအိပ်ပါပြီဟာရောက်လာပြန်ပြီဒီကောင်เนี่ยရောက်လာတော့ဟဲ့2ယောက်တောင်မှဒီခါရောက်လာရင်ချပေါ်ဝါချဝိုင်းချရောက်လာရင်ချမှာပေါ့မင်းတို့ကโอเคပီဇာလေးစားရမယ်ဖိုးဟာတခါကြီးပိတ်ထားပါလားအေးလာတော့ပြေးပဲချိန်ရောက်ပြေးရမယ့်ချိန်ရောက်ပြီလာတော့ကိုလူတို့လာတော့အကုန်လုံးတော့ survival လုပ်နိုင်တယ်โอเคသတိပေးနေပါကြီးသွားမယ်မြန်သွားမယ်ဟိုကောင်လည်းရှိအကူပြောက်ထားတာတဲ့ကောင်ကူပြောက်တယ်ဘာနဲ့ကူပြောက်လဲတော့ကျွန်တော်လည်းမသိမိုက်တယ်ဟိုထွက်မြင်ထွက်ဟိုက်ပါကြီးလေအိုးဟိုက်အဲ့ scary Larry မော်လာအဲ့အကြောင်းမလို့ထင်တယ်ကျွန်တော်တို့ထွက်ပြေးခိုင်းတာ scary Larry လာနေပြီ scary Larry is coming ငါမြင် escape လုပ်ရမယ်ဟိုရှိမှာဟုတ်တယ်အဲ့ဒါနေပြီ escape လုပ်ရမယ်မင်းကျွန်တော်ပြနေလမ်းပြထားတယ်ကျွန်မြောင်းလေးဝင်ရမယ်တင်နေအဲ့ဒါဆိုခုနကဟုတ်တယ်ကျွန်တော်မြောင်းလေးရောက်သွားတင်နေတာဆိုရင်တော့ဟုတ်တယ်မြောင်းလေးရောက်သွားကျွန်တော်တကယ်ချင်းနဲ့ပါဝင်ပေါ့ကွာအကုန်မြောင်းလေးရောက်သွားဖူမြောင်းရည်တယ်လည်းစိမ့်နေရပဲကောင်းကိုပြောင်းနေဟုတ်ပြီအဲ့ကျွန်တော်တို့တက်ဖွဲ့ပဲဖြစ်ပါတယ်4ယောက်ပဲရှိပါတော့တယ်ဟူးကျွန်တော်နောက်ဆုံးနေရာတော့ရောက်ခဲ့ပြီကျွန်တော်โอเคအိုးလမ်းလေးပေါ်လာပြီမြန်သွား go တော်ပြုတ်ကြိုင်တော့သွားတော့တယ်ကွာပြုတ်မကြောင်တေချာခေါ်ရမယ်โอเคဟုတ်ပြီဟုတ်နေပြီထား
ဒါပဲဟုတ်သွားပြီဒါဟာခုံနိုင်သွားခဲ့ပြီဟာစာတွေကဘာဖြစ်နေအေးဒါလက်နေလိတ်ချစာရေးဒါလက်ဟာစာတွေဘာဖြစ်နေအေးဒါလက်နေဟောအေးဒါဘာဖြစ်နေစာတွေဘာဖြစ်နေစာတွေဟောအေးဒါလက်တယ်ရှေ့လက်RUN ဟာ run ဟာငါတို့ပဲပြေးရမှာဟာဟဲ့အသက်ကဟိုဘက်အသက်30ကြီးနေဘူးအော်ဟိအောင်ရေး scary larry ဟာ scary larry နဲ့တွေ့ပြီဟေးကြိုက်အဲ့ကောင်ကြိုက်လို့လည်းမရဘူးဟာအပေါ်တက်သွားပြီ hello တဲ့မင်္ဂလာပါဗျာကျွန်တော်နာမည်က scary larry တဲ့ဟိုအောင်ဟုတ်တယ်ကျွန်တော်လည်းမသိဘူး okay time to die ဟာသေဖို့အချိန်ပဲဒီအချိန် what ဘာကြောင့်လဲအားကြောင့်သေရမှာငါတို့ကအိုးဘေးဆွဲစူးညွန်ကြလားအိုး shit ထီရဟာဘေးကစူးညွန်နေတာသိတော့မသိဒီဘက်အော်အဲ့လိုရှောင်းလို့ရတူအလူကြော်လေးစားလိုက်ပါဦးအိုးထွက်လာပြီမင်းနောက်ထပ်စူးညွန်နေအိုးထီရဟာစူးညွန်နေဟိုဘက်ပြားငါလည်းမပြီကိုမေးလောက်ကြဟောအိုး okay အလူကြော်လေးစားချာဟေးအိဘူရောချထိုင်တယ်အိုးရမ်းမီပတ်ရမ်းမီဆရာကြီးပတ်ရမ်းမီဆရာကြီး okay ဆရာကြီးပတ်ရမ်းနေပါပြီရမ်းနေချရမ်းနေအိုးငါစီရမ်းနေအနေကျွန်တော်တကယ်ကြီးပြောက်သွားတယ်လို့ပဲရောက်သွား hey he is where going ဘယ်ရောက်သွားတော့ဟိုကောင်တွေးဖြည့်ပြီးကျေးဇူးတင်ပါတယ်ဖြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်အိုးချသူပတ်ရမ်းငါလည်းတွေးဖြည့်ပြီးလာပါအောင်မယ်သူဟိုချအဲ့ကောင်ဝိုင်းချအဲ့တက်ကတလုံးမဲ့ရော့တယ်ချတာoh shit ဒီကောင်လေးရောက်လာပြန်ပြီကဲဒီကောင်လေးနဲ့ချတော့မလာလားချဝိုင်းချချဟေးဘလူချရှုံးမပေးနဲ့ပြန်ချဒါပဲသိသွားပြီဒီနောက်တစ်ယောက်ထပ်တိုးလာရဲ့ scary lady ကရောက်လာပြီ scary lady ကရောက်လာပြီ scary lady စိတ်တိုးနေပြီရှယ်ရမ်းပြီရမ်းနေထက်ရမ်းနေစားမယ်ရဲနေဟိုကောင်နဲ့ရှယ်ကိုရမ်းနေမှာမူးလားမသိဟိုကောင်ရိုက်ခံရတော့မှာ Jake ဆိုရင်ကောင်ရိုက်ခံရတော့မှာအိုးချိုက်ခံရတဲ့ချက်အေးဟိုကလည်းရိုက်ခံရပြီတဲ့ Jake ဟိုကရိုက်ပြီရိုက်ခံရရောက်ရင်ကျမ်းပြီကိတ်တဲ့ဟာမြင်စားလိုက်ပါလူကြော်လေးဟိုမှာမြင်လက်တေးဝအေးတာပဲโอเคတက်မြင်တက်မှာဆိုမြင်တက်အေးမင်းတက်မှာငါတီးတယ်ငါကြောက်ပဲတီးတယ်ဘာလဲတော့မသိဘူးအိုးလာပြန်ပြီဆိုကြနေငါတီးတယ်အိုးတီးရပြန်တီးနေโอเคဒီနေ့ဆိုမတီးတော့အေးမတီးဘူးဟိုရှိဟုတ်ပြီဟိုဘက်ပေးအေး yes ဟုတ်နေပြီအလန်တီဟုတ်နေပြီအိုးသွားပြီအမတီးပြီတင်နေတာအမတီးပြီရတယ်ရှေ့ဘုံဝရှိဘုံရှေ့ပဲဟာဒီနေရာကြီးပဲငါနေနေတာကွာမေ့သွားတာရွှေဘူးမေ့သွားတာကွာပါဇက်ကသာပြောနေရွှေဘူးမေ့သွားတာ okay scary lady ပြန်လာပြီဒီကောင်သူချတော့မှထပ်ပြီးတော့ရမ်းပြီးပတ်ရမ်းပြီးရဲတယ်ချလေရမ်းနေ
ပတ်ရင်ရှယ်ကိုရမ်းရှယ်ကိုရမ်းတယ်တုံးနေရှိုက်လို့မရသေးဟိုရောဘာတိုင်းကွက်တွေပါထုတ်သုံးနေတယ်ဟာဘာတိုင်းကွက်တွေပါထုတ်သုံးနေရတော့ဟာ oh shit အိုးရိုက်ခံရတဲ့ချိန်တော့မှဟိုသူမူပါကြီးတော့ဒါပဲနိုင်သွားပြီငါတို့နိုင်သွားယေးငါတို့နိုင်သွားပြီငါတို့နိုင်သွားပြီယေးဒါပဲကွာအဲ့ကောင်တေးသွားပြီယေးတေးသွားပြီအဲ့ကောင်တေးသွားပြီတေးသွားပြီယေး scary larry တေးသွားပြီ scary larry တေးသွားပြီပျော်လိုက်တာဒါပဲဟေးကျွန်တော်ဆိုတော့ဒီ game ကိုအကုန်အောင်မြင်ခဲ့ပြီဟိုဒီမှာလေကားကြီးတက်ပေါ်တက်အေးဒါပဲဒီလေကားကျွန်တော်တို့လာပြီးညီရတင်နေအောက်ကလည်းတက်နေကြတာပဲဟိုကောင်မပြုတ်ကြပါ යි okay ကျွန်တော်ပေါ်ဆုံးရောက်ပြီရေးဒါပဲကွာဟိုရောက်ပြီဟိုဒီမှာရေးဖန်သွားရဲ့ scary lady ကို scary lady ရဲ့တက်ဖွဲ့ကြီးဟိုမှာငိုနေပြီရေးဖန်သွားလို့ဟာဒါပဲလေမိုက်တယ်ရေးဖန်သွားကောင်လေးအဲကောင်လေးမျက်နှာရှိုက်အဲကောင်လေးတော်တော်ဆိုးရကောင်လေးသူများအိမ်တွေကိုတိုက်ဖောက်ထွင်းနေတယ်ဟောရှိပါလေသူတွေရှိသေးတယ်တတိ game ကိုနိုင်တဲ့သူတွေလာထွင်တဲ့သူတွေ anime နဲ့ owner တို့လာတော့မသိဘူးဒီမဲ့သူတို့ပုံလေးဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်